အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကင်းမုံလုံးနီးလေးကိုလက်မြောက်ဝေပြီးတော့မြဖြစ်ပါတယ်အသားလေးကလည်းနုနုအီအီလေးနဲ့အရန်လေးကိုမှစားလို့ကောင်းပါတယ်ရှင်လုံးနီးလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပါအောင်ရှင်စီ90မီလီကြုံမုံ80 gram အလုံးရသမအမွေပါပဲရှင်နွားနိုး80မီလီအလုံးရသမအမွေပါမယ်ရှင်ကျူအနည်း9လုံးကိုရောထည့်ပြီးရသမအောင်မွေပေးရပါမယ်ရှင်ဒီနေရာမှာကြုံလုံးတယ်မရှိသည့်အထိမွေပေးရပါမယ်ကျူအက9လုံးတမြက်ရည်အနှဲငယ်နဲ့တကြား80 gram ကိုနှခါခွဲထည့်ထားပါတယ်ဒီလိုအမြုပ်ထွက်လာပြီးဆိုရပါပြီတတိထားဖို့ကအမြုပ်အရက်မမာစီနဲ့ကျုပ်အနည်းနဲ့အမြုပ်ကိုရောတဲ့ချိန်မှာနှခါခွဲရောပေးပါမဟုတ်ရင်မနှံ့လို့ပေါ့နော်နှံ့အောင်မွေပေးရပါမယ်ရှင်အားကြီးနဲ့လည်းမွေလို့မရပါဘူးကျုပ်အမြုပ်တည်တော့မှဆိုလို့ပါဒီလိုအနေထားဆိုရပါပြီရှင်ဘန်းထဲကိုထည့်ပြီးလေမခိုအောင်ခောက်ပေးရပါမယ်ရှင်မဖုတ်ခင်မှာမိဖို့ကို150ကို10မိနစ်လောက်အရင်ဖွင့်ထားရပါမယ်ရှင်တနာရီအကြာဖုတ်ပြီးတဲ့မုံလေးပါရှင်အသားလေးကလည်းအီလေးနဲ့အရန်လေးကိုမှစားလို့ကောင်းပါတယ်ရှင်ဒီနေ့အတိုင်းအိမ်မှာလိုက်လုပ်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်သိချင်တာတစ်ခုခုရှိရင်ခမန့်မှာမှတ်ခဲ့ပေးပါကြည့်ရှုအားပေးမှုအတွက်အထူးကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာထပ်တွေ့ကြမယ်ရှင်